세움소교회는 2026년 국내 선교를 새롭게 시작했고 그동안 해오던 해외 선교도 지속하고 있습니다. 세움소를 통한 선교 소식 전해드립니다. 먼저 국내 선교 소식입니다. 신중동사회복지관을 통해 결손가정 2가정을 돕고 있습니다. 한 가정에서는 편지를 보내왔고요. 또 다른 가정에서는 미대에 뜻이 있는 고등학생이 미술학원에서 그림에 매진하고 있다는 소식입니다. 해외 선교지 소식도 있습니다. M국에서 전해온 감사 인사입니다. 지금 여기가 호프센터 옆에 저희가 예배당을 짓고 있는 곳입니다. 그래서 1층에서 2층에 올라가면은 이제 호프센터의 옛날 건물이 이쪽에 있고요. 왼쪽에 있는 이쪽에 옛날 건물이고, 여기가 저희가 이제 앞으로 예배당으로 사용할 공간입니다. 이곳에서 예배를 드리게 되면은 예전에 있던 예배당보다 약 2배의 인원들, 한 60명에서 80명 정도가 같이 예배를 드릴 수 있을 것 같아요. 그래서 그렇게 지금 건물을 짓고 있고요. 소라야. 세움소교회 인사 한마디 해봐. 소라 선생님. 예. 안녕하세요. 저는 미얀마 이름은 니호이라고 합니다. 한국 이름은 소라입니다. 반갑습니다. 멀리 떨어진 이곳에서 세움소교회의 사랑은 계속되고 있습니다. အားလုံးပဲမင်္ဂလာပါရှင်။သမီးနာမည်ကတော့မခေကျော်သူဖြစ်ပါတယ်။သမီးကိုခုလိုမျိုးကျေးဇူးတင်စကားပြောခွင့်တက်လေးအထူးကျေးဇူးတင်ပါတယ်။သမီးကတော့စနက်တန်းကိုဖြစ်ဆိုထားတဲ့သမီးဘဝမှာအလွန်အရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့ဘုရားသခင်ကိုသိရှိခွင့်ရတဲ့အတွက်လည်းအလွန်ကျေးဇူးတင်ပါတယ်။ကိုရီးယားမှာအလူရှင်များအတင်းတော်များနဲ့ကိုညီပတ်မှုတို့အားလုံးကိုအလွန်ကျေးဇူးတင်ပါတယ်။အိမ်မှာရှိနေတဲ့လူရဲ့စေတနာဟာဘုရားသခင်ရဲ့မေတ္တာကိုလက်တွေ့ပြသပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ကိုရီးယားအတင်းတော်ရဲ့ကိုညီမှုကြောင့်သမီးဟာစာရွက်စာတမ်းများနဲ့စနက်တန်းတွေလိုအပ်တဲ့ပစ္စည်းများကိုအခက်အခဲမရှိဘဲနဲ့ဝယ်နိုင်တာဖြစ်ပါတယ်။ကိုရီးယားအတင်းတော်ရဲ့အကူအညီမှုများကိုဘယ်တော့မှမမေ့ပဲပညာရေးအပြင်ဘုရားသခင်ကိုမတည်သေးတဲ့ကလေးတငယ်များကိုတည်အောင်ကူညီလှုပ်ဆောင်လာပါမယ်။နောက်ဆုံးနေ့ဖြစ်ပညာရေးအတွက်ထောက်ပံ့ကူညီပေးခဲ့ကြတဲ့သူအားလုံးကိုဘုရားသခင်ကဆက်လက်ကောင်းချီးပေးပါ 감사합니다. တတကိုရီးယားမှာရှိတဲ့ဆေဟုံစောအတင်းတော်မှာဆရာဆရာမအားလုံးပဲမင်္ဂလာပါရှင်။သမီးနာမည်ကတော်တော်ဖြစ်ပါတယ်။သမီးကအခု grade တွေကိုဖြည့်ဆို့ထားတာဖြစ်ပါတယ်။အခုလိုမျိုးကျေးဇူးတင်စကားကိုပြောခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။သမီးကဒီမှာလေးတန်းအတန်းဝင်ချင်လောက်ကစပြီးတော့ဒီဖျားเจ้าမှာစပြီးတော့ကျူရှင်လာတဲ့တပြည့်ပြည့်နဲ့ပါဝင်ပြီးတော့ဖျားเจ้าကိုသိရှိခဲ့ဖြစ်ပါတယ်။အဲ့ချိန်ကနေစပြီးတော့ယနေ့ထိတိုင်အောင်သမီးရဲ့အကြောင်းပညာရေးစရိတ်တော်၎င်းသမီးရဲ့ဖျားเจ้าကို၎င်းဒီမှာနေစပြီးတော့အဆအရရစတင်ပြီးတော့သိရှိခဲ့ဖြစ်ပါတယ်။ဒီနေရာကနေစပြီးတော့ဘုရားသခင်နဲ့ပတ်သက်တဲ့ကျမ်းစာရေးဘုရားသခင်ရဲ့စကားအတန်လေးနောက်ပြီးတော့ဝိညာဉ်တော်ခွန်အားတော်လက်ကဆုတောင်းခြင်းတော်လက်ကအတီးတီကိုဒီမှာစပြီးနားလည်ပြီးတော့ခါကြတော့ဒီမှာပဲယုံကြည်ပြီးတော့နေချင်းခံထားရယုံကြည်သူတို့ဖြစ်ပါတယ်။သမီးရဲ့အလေတန်းအထက်တန်းအထိခုစနက်တန်း grade တွေပြီးဆုံးတဲ့အထိတိုင်အောင်ပညာရေးစရိတ်တော်၎င်းဝေဝိစာလိုအပ်တဲ့စာအုပ်ပေါ်ပြင်မှာအစာအတီးတီကိုထောက်ပံ့ကူညီပေးခဲ့တဲ့ဆရာဆရာမအတင်းတော်အတီးတီကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့အပြင်သမီးတို့ကိုဆက်လက်ပြီးတော့ထောက်ပံ့ပေးနေတဲ့လက်ကမှရှိတဲ့အတင်းတော်ဖြစ်တဲ့အတင်းသူတင်တာအပေါင်းတော့အတီးတီဖျားသခင်ဆက်လက်ပြီးတော့အစာပေါင်းများစွာတားကောင်းချီးပေးပါစေ။တတ 예, 감사합니다. 만리묘 옥새 역괴마 시안에 두 디냐마 피아야 무로고 두가 바원에 두 피바레 시안에 두 디마 아투트피 옥새 역괴마 시네 클리둥이냐고 피냐이 띵자베진 아피 피아드킹의 띵강고 또 피아니 바레 ကလေးသူငယ်များကိုပညာအမျိုးမျိုးသောပညာသင်ကြားပေးခြင်းအပြင်ယေရှုခရစ်တော်ရဲ့မဟာစေခိုင်းချက်တည်င်းကောင်းကိုဝင်လာတဲ့အခါမှာအယံကိုထိရောက်တာဖြစ်ပါတယ်။အခုတဖြည်းဖြည်းနဲ့ယေရှုခရစ်တော်ကိုဘုရားသခင်ကိုတည်လာတဲ့သူတွေများလာပါတယ်။အမျိုးမျိုးသောပညာသင်ကြားပေးခြင်းအပြင်ဘုရားသခင်ကိုတည်လာတဲ့သူတွေကိုအခုလိုကိုရီးယားနိုင်ငံ
စေဟုံဆိုအတင်းတော်ကနေဒီမှာပညာရေးထောက်ပံ့ခြင်းပေးထားတဲ့သူလည်းရှိပါတယ်အခုပညာရေးထောက်ပံ့ခြင်းပေးနေတဲ့သူကကြတော့20ကျော်လာပါပြီဒီကလေးတွေကဘုရားသခင်ကိုလုံးဝယုံကြည်လာတဲ့သူလည်းရှိပါတယ်အခုမှမြည်ဆန်းလာတဲ့သူလည်းရှိပါတယ်တချို့လူတွေကကြတော့ဝိညာဉ်မှာအားတာလာတဲ့အရာလေးအများကြီးတွေ့ရပါတယ် တမီကတော့ကချင်လူတရားတမီကတော့ grade တော့အောင်မြင်ထားပြီးစကန်ပညာရေးတက်ဂရုတွေဆက်လက်ပညာတွေဆက်လက်စီးပူးနေတဲ့တက်ကြောင်းတို့အားချက်ရှေးမှုစွာဖျိုက်ခင်ရဲ့ကျေးဇူးတော်နဲ့ဒီနေရာကိုပို့ဆောင်ပေးအတွက်အခုလိုနိုင်ငံရေးမကောင်းတဲ့အခါမှာပေါ့နော်တမီတို့မိုးမိတ်မှာဆိုလို့ရှိရင်ကျောင်းတွေပိတ်ထားအစိုးရကျောင်းတွေပိတ်သွားတဲ့အချိန်အဲ့လိုဖြစ်ခဲ့တဲ့အတွက်တမီကျောင်းနာခဲ့ရပါတယ်ရှင်ဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်လို့ပြောရမယ်ပေါ့နော်။တမီးကဒီနေရာမှာစက္ကန့်တဲ့အခါမှာနိုင်ငံရေးမကောင်းကကြောင်းဆက်လက်တက်ခွင့်အတွက်ဒီနေရာကိုဖျားခင်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ဒီနေရာရောက်တဲ့အခါမှာလည်းပေါ့နော်။ဒီဆရာစားဆရာတွေအဆင်ပြေပြေနဲ့ဆရာတို့ကပြင်ဆင်ပေးတဲ့ကိုလည်းဆရာတို့အမှန်ကောင်းလို့ဆိုပြီးဆက်လက်ပြီးတော့ဒီနေရာတွေတင်ခွင့်ရခဲ့တယ်။ဒီအတင်းတော်ရောက်တဲ့အခါမှာလည်းပေါ့နော်ဆယ်ဆယ်မနဲ့တူကျန်းစာတွေကိုအတူတူကလေးလာချင်းပေါင်းလာခြင်းအဖြစ်ပြိုင်တဲ့ပုံကိုရင်းနှီးလာခဲ့ပါတယ်ခုလိုနိုင်ငံရေးဖြစ်တဲ့အခါမှာတမီးတို့မိသားစုတွေခက်ခဲတဲ့အခါမှာဆရာတို့ကပညာရေးပေါ်မှာတမီးဆက်လက်ပညာသင်ကြားနိုင်အောင်ထောက်ပံ့ပေးရတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်